Hi 皆さんおはようございます。ဒီနေ့ကတော့ N2 level သမားတွေအတွက် standard 2500ခေါ်တော့ရဲ့ unit 2ကိုဆက်ပြီးတော့သွားမယ် video file လေးပဲဖြစ်ပါတယ်။ကြရဆိုရင်ဒီနေ့ကတော့ခါဆုမိသားစုနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်တယ်။ဒီ unit 2မှာပါတဲ့စာလုံးတွေရာလေးဆိုတော့လုံးဝအရင်ကမမြင်ခဲ့ဘူးတဲ့မတင်ရတဲ့စာလုံးတွေမဟုတ်ဘူးပေါ့နော်။အရင် level ကလည်းစစ်ထားပြီးရစာလုံးတွေပဲဖြစ်တယ်။ဒါဆိုလိုက်ကြည့်အောင်။အိုရမိဘအိုရမိဘ昔は親に心配ばっかりかけていました。အရင်တော့ကဆိုရင်ねမိဘတွေကိုအမြဲတမ်းဒီစိတ်ပူပင်စရာတွေဖြစ်စီခဲ့တယ်ပေါ့နော်စိတ်ပူပင်စေခဲ့ပါတယ်တဲ့親と子の関係親と子の関係မိဘနဲ့သားသမီး関係ကပတ်သက်မှုမိဘနဲ့သားသမီးပတ်သက်မှုပြောတာပေါ့ချစ်ချီအိုရဒါလေးတည်ရနော်ဟာဟာအိုရအမေချစ်ချီအိုရအဖေဣကကြတော့မိသားစုကိုခေါ်တာမိသားစုအိမ်ထောင်စု林さん一家とは長い付き合いです。အဲ့တော့林さんမိသားစုနဲ့ဒါခင်မရင်းနှီးတာကြာပြီဆိုတဲ့အဓိပ္ပာယ်こういう便利なものだったら一家に一台は欲しいねဒီလိုမျိုးအဆင်ပြေတဲ့အရာဆိုရင်တော့ဒါကိုယ့်ရဲ့မိသားစုတွေအိမ်ထောင်စုတွေတစ်ခုလောက်တော့လိုချင်လိုက်တာတဲ့ယော်မဲရကြတော့ချွေးမှာပေါ့နော်花嫁တို့သမီး花嫁とご両親の3人で写真を撮りましょうအဲ့တော့တို့သမီးနဲ့မိဘနှစ်ပါး3ယောက်သားပေါ့နော်ဓာတ်ပုံရိုက်ချရအောင်ဖူဆိုင်လင်မယားဇနီးမောင်နှံပေါ့နော်林夫妻は少し遅れてくるって言ってたよတဲ့အဲ့တော့林လင်မယားကတဲ့နည်းနည်းလေးနောက်ကျမယ်လို့ပြောခဲ့တယ်တဲ့父亲ဒါကကျတော့ဇနီးမယားပေါ့နော်父亲奥様လည်းဒါဇနီးမယားပဲဒါတစ်ဖက်လူရဲ့ဇနီးမယားကိုသုံးတာပေါ့နော်これから社長の奥様がいらっしゃるそうですမကြခင်မှာဆိုတာကတထေးရဲ့ပေါ့နော်ဇနီးမယားကလာမယ်လို့ကြားတယ်婚約するစစ်စစ်ကြောင်းလန်းတာ婚約するあの二人婚約したみたいですねやっぱり結婚するんだ式はいつあげるかなနော်အဲ့ဒီယောက်ကတဲ့စစ်ဆက်ကြောင်းလန်းထားတဲ့ပုံပဲနော်တဲ့တဲ့やっぱりထင်ထားတဲ့အတိုင်းလက်ထက်ကြလိုက်မယ်ပေါ့နော်式はဒီအခမ်းအနားကတော့ပွင့်ကအခမ်းပွဲကတော့ဘယ်ချိန်လုံးမလဲမသိဘူးနော်တဲ့nationするကကိုဝင်ရတာပေါ့နော်ကိုဝင်ရှိရဲဆိုတဲ့အဓိပ္ပာယ်出産するကမိဖွားတယ်彼女は年内に出産する予定ですအဲ့တော့ကောင်မလေးကသူမကဒီနှစ်အတွင်းမှာမိဖွားလိုက်မယ်ပေါ့နော်နောက်တစ်ခုက出産祝いဒါမိဖွားမင်္ဂလာ育児ကကလေးထိန်ခြင်းကလေးပြုစုပြောထောင်ခြင်းふたこအမွာ何々ずれရဲ့အိဗေခေါ်လာတာပေါ့နော်動物園は家族連れの客で賑わっていたအဲ့တော့တိရစ္ဆာန်ဥယျာဉ်ကတဲ့မိသားစုခေါ်လာတဲ့ဧည့်သည်တွေနဲ့စီကားခဲ့ပါတယ်子供連れの客အဲ့တော့ကလေးခေါ်လာတဲ့ဧည့်သည်ဒီမှာတော့ဆို15လုံးပဲပါတယ်ပေါ့နော်နေပါတယ်စာလုံးတော်တော်များများကအရင် level ကသင်ခဲ့ရတဲ့ဟာတွေများပါတယ်ခင်ဗျာဆိုတော့ unit 3မှာထပ်ပြီးဆုံးပါမယ်